နှစ်30ကြာအောင်ပျောက်ဆုံးနေတဲ့မင်းသမီးကြီးတင့်ထွန်းတွေးရှိကဲပရိသတ်ကြီးကိုတစ်ခက်တစ်ခါမှအောင်မြင်ကြော်ကြားခဲ့ပါတယ်ဆိုတဲ့မင်းသမီးကြီးတစ်လောက်ကတော့တင့်ထွန်းပဲဖြစ်ပါတယ်အချိန်တစ်ခုကြာအောင်လူပညာလောကထဲဝင်ရောက်လာချိန်မှာတွေကဖျားပေးတဲ့ပါရမီတွေကံတွေကိုသူမတူအောင်ပိုင်ဆိုင်ထားခဲ့တာကြောင့်ရုပ်ရည်ပိုင်းမှာရောလူပညာပိုင်းမှာပါပြောစရာမလိုအောင်ချွင်းချက်မရှိဖြစ်နေကြတာပါသူမအနေနဲ့ကတော့မင်းသားကြီးကျော်ရင်းတို့နဲ့တူအခုလိုမျိုးရှက်ရှက်တောက်အောင်မြင်နေချိန်မှာရုတ်တရက်ဆိုသလိုပရိသတ်တွေရှေ့ပျောက်သွားခဲ့တာကြောင့်အသက်ငယ်ငယ်ရွယ်နဲ့ကျမရဲ့တစ်ခုကြောင့်ကွက်လွန်သွားခဲ့ပြီလို့ထင်နေကြပါတယ်တကယ်တမ်းမှာကြတော့မင်းသမီးကြီးဟာလောကီအရာတွေပေါ်မှာစိတ်ကုံသွားခဲ့တာကြောင့်သာသနာပေါင်းတွေကိုပြီးတိုင်ဝင်ရောက်သွားပြီးတော့တရားကျင့်ကြံနေကြတာပဲဖြစ်ပါတယ်။အဲ့ဒါပြင်ပရိသတ်တွေရှိကနေလုံးဝပျောက်ကွယ်သွားခြင်းတာကြောင့်သူမကိုတွေ့ရှိခဲ့တဲ့နုပညာမောင်နှမချင်းချင်းကိုတောင်မှတွေ့ရှိတဲ့အခါမျိုးမှာဓပုံရယူခြင်းခွင့်မပြုခဲ့ပါဘူး။ဒါပေမဲ့လည်းခုချိန်မှာတော့မင်းသမီးကြီးဟာတက်တော်50နှစ်ရှိပြီဖြစ်တယ်လို့တရားသူတရားမြတ်တွေကိုလည်းရှားနေကြတာကြောင့်လူဘဝတော်ကတငယ်ချင်းတော်ဆက်ခဲ့ဘူးသောမိကက်ကိုမာကဓပုံရယူခွင့်ပြုမိတ်တောင်းခံပြီးပရိသတ်တွေစီကိုပြန်လည်မျှဝေလာခဲ့တာပါ။ဘလို့ပဲဖြစ်ဖြစ်ပါကျမတို့အားလုံးလည်းတနေ့နေ့ချိန်ချိန်မှာလော်ကီရေးရာတွေကိုမဆွဲလန်းမင်းသမီးကြီးတို့သာသနာပေါင်းမှာပျော်မွေ့နိုင်ဖို့အတွက်ကြိုးစားရမှာပဲဖြစ်ပါတယ်ရှင်။